အားကစားဝါသနာရှင်များအားလုံးပဲမင်္ဂလာပါလို့ Sport Education မှနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Sport Education ဆိုရင်ဖြင့်အားကစားသတင်းနဲ့ One Championship UFC Fighter သတင်းတွေကိုချောက်ဖွေးစုဆေးကတင်ဆက်ပေးလျက်ရှိပါတယ်ကျွန်တော်ရဲ့ Sport Education ကိုအားပေးရှင်ဆိုရင်တော့ Subscribe လုပ်ပြီးတော့ Notification ခေါင်းလေးကိုတစ်ကြိမ်နှိပ်ပေးတော့ဖို့မိတ်ဆွေများကိုဖိတ်ခေါ်လိုက်ရပါတယ်လေစနေနေ့ပြောင်းလဲနေတဲ့အားကစားသတင်းတွေနဲ့ One Championship UFC Fighter သတင်းတွေပဲဖြစ်ပါတယ်ဒီနေ့ကတော့ဆိုကြီးလို့ပွေးကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဗျဆိုကြီးကိုအားပေးဖို့နော်မြန်မာနိုင်ငံမှာဆိုကြီးအတန်းလို့နော်ဆိုကြီးလို့ပြည်သူများအားပေးမှုကိုအခိုင်အမာရရှိတဲ့တမဏိစိုးလင်းဦးကိုအားပေးရမှာဖြစ်ပါတယ်ဗျကဲကျွန်တော်တို့နေ့ကြည့်ကြအောင်ဗျကဲတမဏိဆိုကြီးနဲ့ကျွန်တော်တို့ထိုင်းဖိုက်တာအားပေးရဖြစ်ပါတယ်ဗျထိုင်းတာနာစူးကြီးဖြစ်ပါလေဗျအကြံတွင်းမလေးရမ်းစီပါနော်ဒါဒီဇိုင်းအကြံကာလအတွင်းပေါ့နော်တောက်ခက်တကြံပွေးတော်ပါဗျထိုင်းဖိုက်တာနဲ့မြန်မာဖိုက်တာပေါ့နော်စူးကြီးနဲ့လေးမလို့ဘူးနော်ဆက်ပါထုံးမေအောင်ရဆိုကြည့်ဆိုကြည့်ပါဗျနော်ပြည်သူများအားပေးမှုအခိုင်အမာရရှိတဲ့တမဏိဆိုကြီးပဲဖြစ်ပါလေဗျာနော်ပြည်သူကတော့အားပေးမှုအရင်ကောင်းပါရဲ့ဆိုလင်းဦးဝိုင်းရရနော်အားပေးမှုတွေကတော့ဆိုကြီးထွတ်ထောင်းမယ်ပွေးတွေကတော့ညပွေးတွေကြီးမှာပေါ့နော်ညဆိုတော့မီးရောင်လေးနဲ့ထွန်းပြီးတော့တကြံပွေးတော်မှာလည်းနော်လူတွေတော့စေကားလာတွေ့ရပါတယ်ဗျကြောက်ခက်တကြံပွေးတော်တဲ့ပါမရှိဘူးเนาะပထမရှိမှာတော့ပြိတ်နေပါဗျ
မြန်မာနိုင်ငံလက်ဝဲပွေးတွေကတော့နော်ကျွန်တော်တို့ထိုက်မွေထိုင်လို့1 champion ရှစ်တို့လို့ခွန်ခမာပွေးတို့လို့အမှတ်ပေးနေစနေတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးအလေးထိုးအနိုင်ပေးရတဲ့ပွေးတွေဖြစ်ပါတယ်ဗျနော်ဒီလိုပွေးတွေကတော့တကယ်နော်မလေးတော့ပူတွေ့သေးများတာပေါ့နော်ပူတွေ့သေးတယောက်အလေးမထိုးနိုင်တော့ပူတွေ့သေးပေးမှာပွေးတွေဖြစ်ပါတယ်ဗျဒါမြန်မာနိုင်ငံနေစနေတွေကျွန်တော်အမြင်ကတော့နော်ဒါမြန်မာနိုင်ငံနေစနေဒီခါကြီးလက်ကျင်နော်တယောက်ကတော်တော်လေးနာနေပြီပေါ့နော်ဒါမဲ့မလေးဘူးပေါ့နော်မလေးဘူးနှစ်ယောက်ကိုတယောက်ခုခံပြီးတော့ထိုးနိုင်သေးတယ်ဒါမဲ့တယောက်ကတော့တော်တော်နာနေပြီဒါမဲ့နာတဲ့လူကိုအနိုင်ပေးဘူးနော်အဲ့လိုပုတွတ်သေးမြန်မာနေစနေတွေပေါ့နော်ဒီမျိုးကတော့နော်မှတ်ပင်နေစနေလောက်သေးနေပေါ့နော်မှတ်ပင်နေစနေကပို့လို့ကြည့်လို့ကောင်းအောင်ပေါ့နော်ထိုးမြဲတဲ့လူအမှတ်မြဲတဲ့လူကပို့နိုင်တယ်မြန်မာနိုင်ငံမှာတော့နော်နှစ်ယောက်စုံတယောက်အကျိတ်နေထိုးပြီးတော့ပေါ့နော်တယောက်ကလည်းတော်တော်နာနေပြီပေါ့နော်တယောက်ကတော့တာတာပေါ့ဒါမဲ့ဘယ်လိုပြောမလဲတရားမလေးတဲ့ခါကျတော့เนาะအလေးမထိုးနိုင်တဲ့ခါကျတော့ပူတူးတီပွေးတွေအဲ့လိုဖြစ်ရတာပေါ့เนาะဒါတော့တိတ်တော့မမိုက်ဘူးလို့เนาะမြန်မာရိုးရလောက်ဝင်နေစနေတစ်မျိုးเนาะတိတ်မမိုက်ဘူးလို့မြင်ပါတယ်ဗျမြန်မာနိုင်ငံမှာလည်းအမှတ်ပေးနေစနေတွေလောက်သိနေတာပေါ့နော်ဆိုလဲဥပါဗျဆိုကြီးဒါအားကစားဆိုတာလေနော်သူကအသက်အရွယ်နဲ့လဲဆိုင်ရပါတော့အသက်အရွယ်ကြီးတဲ့လူနဲ့အသက်ငယ်တဲ့လူနဲ့ခန္ဓာရည်တွေကွာပေါ့နော်မာကုန်တွေကွာပါတယ်ဆိုပြီးတော့လက်သီးရေပေါ့နော်သူကလက်သီးရေထိုးတာပို့ပြီးတော့အားတန်တယ်ပေါ့နော်ဟာတိတ်နေပါဗျမိုင်းဗျဆိုရီမှာဆိုလဲဦးနေပြီဒါပေါ့နော်ဗီဒီယိုရိုက်တာကတော့ဖုန်းနဲ့ရိုက်ရဆိုတော့မိတ်ဆွေများနေသေးခံပေါ့နော်ကြည့်ရတာကတော့တိတ်အဆင်မပြေဘူးလို့ထင်ပါတယ်ဗျနော်ဟာထိုးကြီးဗျကျိနေပြီဗျနှစ်ယောက်ဘယ်နဲ့မောနေပါပြီတရားတော့လုံးနေတော့
မရှိမြောက်ပေါ့နော်ပရိသတ်တော်စေကားနော်စေကားတဲ့ဟာကိုတွေ့ရပါတယ်ဗျာမြန်မာနိုင်ငံပွဲတွေဆိုလို့ရှိရင်စိုးကြီးပါမလို့ဖြစ်ရနော်ပရိသတ်တွေကစိုးကြီးကိုအားပေးမှုကောင်းပါတယ်နော်ပရိသတ်ရှစ်တော်တရားလို့ပြောမှဖြစ်ပါတယ်ဗျဒါတော့စိုးကြီးနာပေါ့နော်ထိုင်းနိုင်ငံထိုင်းဖိုက်တာပဲဖြစ်ပါတယ်နော်ဒါကြောက်ခက်တဲ့ကြံပွဲတော်မှာနော်ထိုးတော့တဲ့ပွဲတွေပါဒီစီမြရဲ့တရားဥတရားတော်အကျိတ်နေပေါ့နော်ဒါနှစ်ချီမြောက်ဖြစ်တော့ပြီးဆက်လက်ပြီးတော့ကျွန်တော်တို့နော်ထိုးသုံးချီမြောက်ဖြစ်ပါလေပရိသတ်ရှစ်တော်ကြီးပါဗျာဒါမှအသက်ကလည်း30နောက်2နှစ်လောက်ရှိဘူးเนาะ30နှစ်ဆိုအသက်အရွယ်ကလည်းစကားပြောလာပြီဆိုရမှာပဲဖြစ်ပါလေဗျကဲ3ချီမြောက်ဗျကဲစိုးကြီးဗျစိုးကြီးဗျနော်ပြင်ကအပေးတဲ့ပရိသတ်တွေကလည်းဒီကိုအာဂျိုမန်တက်တယ်ပဲအာဂျိုမန်တက်ပေးနေကြတာနော်အပေးမှုနေဆိုကြီးဆိုလင်းဦးကောင်းလေဗျလေးတော့မှာဆိုကြီးဗျဆိုကြီးထိုးထားမယ်ဆိုကြီးဆိုလင်းဦးဗျကောင်းလေဆိုကြီးထိုးထားမယ်ဆိုလင်းဦးဗျက
ကဲဆိုကြည့်ဆိုကြည့်ကတော့နောက်မဆုတ်တဲ့လူတွေပေါ့နော်အတီထုတ်တာကတော့ဘယ်လိုလဲဖြစ်အောင်လားလို့ပုံစံဖြစ်ပေါ့နော်နောက်မဆုတ်တဲ့ဖေးကြလေးပါဒါ3ရှင်မြောက်ပေါ့နော်3ရှင်မြောက်ပြီးတော့ပါဗျတရားကိုတရားကြီးကိုအကျိတ်နေပါပြီနော်ပြောက်ကြောက်အကျိတ်နေပွေးတွေပေါ့ဗျာနော်တကြံပွေးမှလေးပဲနော်ဒီမကစားတော့ဘူးနော်အကစားပဲလာပြီးတော့အပေးကြတဲ့လူတွေပုံများပါလေဗျဖိတဲ့ရလေးအများကြီးပဲဗျာနော်ဆိုကြီးအပင်းပုံးနေနော်ဆိုကြီးကိုအပေးတာလေနော်ဖိတဲ့ကြီးစစ်တော်ကြီးပါကိုယ်မှတော့လူတွေပြင်းနေတာပဲနော်လူတွေအများကြီးပဲနော်တွေ့ဝင်းလင်လို့မိုးထအောင်လည်းရှိပါသေးတယ်နော်ဒီကွင်းမှာလေးမိုးထအောင်လည်းနိုင်ဝေးရင်တော့ဆင်နွေးတဲ့လူတွေပါမိုးထအောင်လည်းလက်တီထိုးတွေကောင်းတယ်နော်ဟေးလေးရှိမြောက်ပြဟေးစိုးကြီးလေးထိုးထားမယ်လေးထိုးရမယ်ပွေးတွေပေါ့နော်ဒါတွေလေးမထိုးတော့ပူးတွေ့သေးရင်များတာပေါ့နော်မြန်မာနိုင်ငံနေစနေတွေကဒီလိုမျိုးရှိပါတယ်နော်ဒါ3နေ့စနေနာ3နိုင်ငံက3နေ့စနေနာ3နေ့စနေပေါ့နော်သူစိတ်ကမတူကြပါဘူးဗျမပေးတဲ့နေ့စနေကတော့ပိုသဘောကျစရာကောင်းပါတယ်ပေါ့နော်တယောက်နော်အဲ့လိုမျိုးအလေးမထိုးနိုင်တော့ကျွန်တော်တို့ပူးတွေ့သေးပေးတဲ့မြန်မာနိုင်ငံရေးနော်လက်ဝေးမြန်မာလက်ဝေးရိုးရာစေကံမေးဖြစ်ပါတယ်ဗျာမိတ်ဆွေများရေကဲဆိုကြီးဟိုမယ်ဟာထီတော့ပြီချင်းနေနားလေးဆိုကြီးကတော့နော်လူပရိသတ်ရှစ်တော်ကြီးကတော့နော်ဘယ်တော့မှလက်မဆုပ်တဲ့လူတွေပါနောက်လက်ဝဲပွေးမှာတော့ဒီကေကောင်းတယ်ထိုးကြိတ်တွေဘယ်လောက်ပဲပေါ့နော်ထိုးခံရပြင်လဲမာကုံတွေမြင်းမားတဲ့လူတွေပါနော်မြင်းမာကုံအားကောင်းပါလေဗျမာကုံမြင်းမားတဲ့ကောင်ဟာနေတော့ဗျဆိုကြီးဗျဟဲ့ဆိုကြီးဗျထိုင်မိတာလည်းမလောက်နိုင်တော့ပါဘူးဗျာတော်လေးအနေဆိုကြီးတော်လေးခံရနေပြီနော်
သူကလက်အိတ်မပါတော့ပို့ပြီးတော့နော်ကိုယ့်ပြေးတွေတင်ရတယ်မြရတဲ့မြန်မာနိုင်ငံမြန်မာယူရလောက်ခွေနေစနေပေါ့နော်ကောင်းရဆိုကြီးလက်သီးတွေထိုးတာတော့ပို့ပေါ့နော်ဟိုထိကြများနော်ဆိုကြီးထိုးတာပို့ကောင်းမားရလေးရမုံနေပြီဆိုကြီးထိုင်းမိတာမုံနေပြီကောင်းရမာကုံကောင်းတဲ့ဖိတ်တာပါမာကုံကောင်းတဲ့ဖိတ်တာတွေပါလေးရပြီးတော့ပြီလက်ရှိမြဖြစ်တော့ပြီနော်ဆိုပြီးထိုးရတယ်ပုံမရပါနော်ကျိတ်နေပါဗျာနော်ကဲကျိတ်နေနော်ကျတော့ကောင်းတဲ့ပွေးတွေပါဒီပွေးလေးဖုန်းနဲ့ရိုက်ထက်တာဆိုတော့နော်ပရိသတ်များသိခံပြီးတော့ကြည့်ကြပါလိမ့်နော်ဖုန်းနဲ့ရိုက်ရဆိုတော့ဗီဒီယိုရိုက်ကြတဲ့တကယ်ကိုနော်စက်ကြည့်နဲ့ရိုက်ရတော့ဆင်တော့မဖြစ်ဘူးလားကြည့်တော့ကောင်းပါပြီပေါ့နော်ဆွေလင်းဦးဆိုလို့ရှိရင်နော်ပရိသတ်တွေကဝကွေးတွေပါပဲဒါကြောက်ခက်တကြင်ပွေးတော့ပေါ့နော်စူကြီးနဲ့ထိုင်းဖိတ်တာတို့တွေအားပြင်းမှုတွေပါဒါပေမဲ့မြန်မာနိုင်ငံကနေစနစ်တွေကတော့နော်အမှတ်ပေးတဲ့နေစနစ်မဟုတ်တဲ့အတွက်ကြောင့်နော်တယောက်အလေးမထိုးနိုင်ရင်ပူးတွေ့တည်ပေးတဲ့ပွေးတွေမြင်ရပါလေဗျမိတ်ဆွေများရဲ့ကဲဆိုကြည့်ပရိသတ်တွေအပိမုံကိုအပြည့်အဝခိုင်မာရရှိတဲ့ဆိုကြည့်ပါဆိုလင်းဦးဆိုကြည့်ဆိုလင်းဦးလေးရလေးသေးဘူး
ကောင်းတယ်ဆိုကြီးဟာကောင်းနေဗျဆိုကြီးကတော့ဘယ်တော့မှနောက်မဆုတ်တဲ့ဖိုက်တာတွေပါနော်နောက်မဆုတ်တော့ကြည့်လို့ကောင်းပါလေတပွဲလုံးကဆိုကြီးပဲနော်ဒါစီထိုးနေရတယ်လို့မြင်နေရပါနော်ကျွန်တော်ဆိုကြီးတပွဲလုံးကိုထိုးနေတာပဲနောက်မဆုတ်တဲ့ဖိုက်တာတွေပါဘယ်တော့မှနောက်မဆုတ်ဘူးပေါ့နော်မာကုံတွေခံနိုင်ရေးတကောင်းတဲ့နော်ဖိုက်တာတွေပါဗီဒီယိုကတော့သိခံပြီးကြည့်ရအောင်မိတ်ဆွေများရေနော်ဗီဒီယိုကတော့နော်ဖုန်းနဲ့ရိုက်တာဆိုတော့တိတ်တော့အဆင်မပြေဘူးထင်ပါတယ်ဆိုကြီးကောင်းလို့ဗျဆိုကြီးနော်ထိုက်ဖိနေကတော့တကွင်းလုံးပက်ပြေးနေရတဲ့အနေထားလေးပါရောက်ဆုံးအကျိတ်နေပါထိုင်ပြတယ်လေမထုံးနိုင်တော့ဘူးနော်တော်မောမှာပါဘူးနော်ဒီလိုကိုယ်ရည်လေးကောင်းတယ်ကဲကြောက်ခက်တဲ့ချင်းပွေးတော်မှာတော့နော်ထိုင်းမိတာနဲ့ဆိုကြီးလို့ပွေးဖြစ်ပါတယ်ဗျာတရားကိုတရားအကျိတ်နေထုတ်ခဲ့တဲ့ပွေးတွေပေါ့နော်ဒါပေမဲ့ဒီပွေးမှာတော့တရားကိုတရားနော်ပြီးတရားအလေးမထိုးနိုင်တဲ့ပွေးတွေပါဒါဆိုလို့ရှိရင်ဒီလိုမျိုးဆိုလို့ရှိရင်နော်ပူးတွဲသေးများတဲ့ပွေးတွေဖြစ်ပါတယ်ဗျဒီလားပူးတွဲသေးပဲဖြစ်မှာနော်ဘာလို့ဆိုတရားအနိုင်မထုံးနိုင်ခဲ့တဲ့ပွေးတွေဖြစ်တဲ့အတွက်ကြောင့်နော်ပူးတွဲသေးမြန်မာနိုင်ငံနေစနေပဲဖြစ်ပါတယ်ဗျဒါကတော့ပြောလို့မရပါဘူးဗျသူ့နိုင်ငံတော့သူ့နေစနေပါဟုတ်ကဲ့ပါဒါနော်ပူးတွဲသေးပေးလိုက်တဲ့ပွေးတွေဖြစ်ပါတယ်ဗျမိတ်ဆွေများရေဆိုကြီးကတော့နော်ထိုင်းဖိုက်တာလေးကိုတကွင်းလုံးပဲပြီးတော့ထိုးနေတာကိုတွေ့ရပါတယ်ဗျဆိုကြီးကလည်းတော်တော်လေးနော်ကောင်းတဲ့လူတရားပါနော်မာကုံကောင်းတဲ့လူပါပရိသတ်များအပိမှုကိုလည်းအခိုင်အမာရရှိတဲ့နော်မြန်မာဖိုက်တာတာမဏိစိုးလင်းဥကိုအားပေးလိုက်ကြရအောင်မိတ်ဆွေများရေ